ဒူရင်ဒီရဲ့အာဟာရတန်ဖိုးကျွဲဝမှုများအပိုင်းတဲ့အနက်ရတာပြင်းလို့အရန်ကြိုက်တဲ့လူနဲ့လုံးဝမကြိုက်တဲ့လူဆိုပြီးနှစ်ချမ်းကွဲနေလေးရှိတဲ့ဒူရင်ဒီဟာအမှန်တကယ်တော့ကျမရဲ့အကျိုးကျေးဇူးတွေအများကြီးရှိတာတင်သိပြီးပြီလားသွေးလက်ပတ်မှုကောင်းမွန်စေခြင်းဒူရင်ဒီစားရင်သွေးတိုးတယ်ဆိုတဲ့အယူအဆအမှားတွေရှိတတ်ပါတယ်တကယ်တမ်းမှာတော့ဒူရင်ဒီဟာသွေးလက်ပတ်မှုကိုထိမ့်သိမ့်ပြီးတဲ့ electrolyte တွေကတစ်ခုဖြစ်တဲ့ potassium ကျွဲဝတဲ့အတွက်သွေးလက်ပတ်ခြင်းကိုတော့အကျိုးပြုပါသေးတယ်အိပ်ပျော်စေခြင်းဒူရင်ဒီဟာအိပ်စက်ခြင်းကိုပုံမှန်လေးပတ်အောင်ဆွမ်းဆောင်ပေးတဲ့ melatonin ဟော်မုန်းတွေကိုမြင့်မာစေတဲ့အတွက်အိပ်ပျော်ဖို့အထောက်အကူပေးပါတယ်။အသားရည်ကြည်လင်တင်းရင်းစေခြင်းဒူရင်ဒီဟာအစွမ်းတက် antioxidant တစ်မျိုးဖြစ်တဲ့ vitamin C ကျွဲဝစွာပါဝင်လို့အသားရည်ကြည်လင်စေပြီးအရေးအကြောင်းများဖြစ်ခြင်းကိုကာကွယ်ပေးပါတယ်။အယိုးတန်ဆွမ်းစေခြင်းဒူရင်ဒီမှာအယိုးကျန်းမာရေးအတွက်အရေးကြီးတဲ့ calcium, potassium နဲ့ magnesium တွေအများကြီးပါဝင်လို့အယိုးအဆစ်တို့ကြန့်ခိုင်တမ်းမာစေပါတယ်။သွေးရနေခြင်းကိုတက်တာစေခြင်းသွေးရကောက်မှုအတွက်အဓိကစွမ်းဆောင်ပေးတဲ့ iron နဲ့ folic acid ပါဝင်တဲ့ဒူရင်ဒီဟာသွေးအားနေခြင်းကိုလည်းတက်တာစေလို့နှီးဝဲစားသုံးနိုင်ပါတယ်။မနက်ဖြန်မှာတော့ကြန့်ရှိသေးတဲ့ဒူရင်ဒီရဲ့အကျိုးကျေးဇူးတွေကိုပြောပြဖို့ပြန်လာမှာမို့အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Club Friend Page လေးကို like and follow လုပ်ထားကြအောင်နော်။